ထိုင်းနိုင်ငံဘန်ကောက်မြို့ကဖယရာထိုင်းနယ်မြေမှာတာဝန်ကျနေတဲ့စီပင်တန်ရှင်ရေးဝန်ထမ်းတဦးဟာပုံမှန်အတိုင်းမနက်ခင်းတစ်ခုမှာတမျက်စီးလဲနေစဉ်မှာမြေပြင်ပေါ်မှာပြုတ်ကျနေတဲ့ရွှေဆွဲကြိုးကြီးနှစ်ကုန်းကိုကောက်ရပြီးအဲ့ဒီရွှေတွေရဲ့စုစုပေါင်းအလေးချိန်က9ကျပ်သားကျော်ရှိပါတယ်။လက်ရှိရွှေစင်းနဲ့တွက်ကြည့်မယ်ဆိုရင်အဲ့ဒီရွှေတွေရဲ့တန်ဖိုးဟာဘတ်5သိန်းကျော်မြန်မာငွေ300ချီအထိရှိပါတယ်။စီပင်တန်ရှင်ရေးအတော်ကလည်းပိုင်ရှင်ရှာပေးဖို့ရဲစခန်းကိုအမြန်သွားအကြောင်းကြားခဲ့ပြီးအဲ့ဒီနေ့မှာပဲပိုင်ရှင်နဲ့တွေ့ရှိပြီးရွှေကိုအနံလိုက်ပါတော့တယ်။အတော်ပြောပြတာကတော့သူကိုယ်တိုင်လည်းရွှေတစ်ကျက်သားပျောက်ဖူးပြီးပြန်မရခဲ့တဲ့အတွက်ပစ္စည်းပြုတ်တဲ့ခန်းစားချက်ကဘလောက်ထိဝမ်းနည်းဖို့ကောင်းတယ်လဲဆိုတာကိုကောင်းကောင်းသိကြောင်းဒါကြောင့်တခြားသူတွေကိုသူဖြစ်တယ်လို့မျိုးဝမ်းမနှဲစေချင်တာကြောင့်အခုလိုပြန်ပေးခဲ့တာဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။အတော်ဟာတလကိုဘတ်16,000တွင်ကျင်ပဲလစာရပြီမဲ့300ချီတန်တဲ့ရွှေတွေကိုမမောချင်းမရှိပဲပြန်ပေးခဲ့တာကလူအများကြားမှာတကယ်ကိုလေးစားစေလာကောင်းတဲ့သူတော်ကောင်းတအုပ်အဖြစ်စံပြဖြစ်သွားခဲ့ပါတယ်။သူမပြောသွားတဲ့ကိုယ်တိုင်လဲပျောက်ဖူးလို့ဒီခန်းစားချက်ကိုနားလဲတယ်ဆိုတဲ့စကားလေးကလည်းတကယ်ကိုရိုးသားနီးထိရှလွယ်တဲ့စကားလေးဖြစ်ပါတယ်။ဒီသတင်းကလူလောကမှာရိုးသားမှုဆိုတဲ့တန်ဖိုးဟာဘလောက်အထိအရေးကြီးသလဲဆိုတာကိုပြန်လည်သတိပေးလိုက်တယ်လို့ပါပဲ။